Hello ဒီနေ့မှာတော့ adjective အကြောင်းကိုရောက်ပါပြီเนาะအရှိန်မှာတို့တွေ noun နာမ်ရဲ့ pronoun နာမ်စားရဲ့အကြောင်းကိုသင်ပြီးပါပြီဒီနေ့ကတော့ adjective နာမဝိသေသနာအကြောင်းကိုသင်ပါမယ်နာမဝိသေသနာဆိုတာဘာလဲနာမ်ကိုအထူးပြုသောပုဂ္ဂိုလ်နာမဝိသေသနာဟုခေါ်သည်တို့တွေမြန်မာတရားမှာသင်ခဲ့ရတယ်လို့ပဲ okay noun ကိုအထူးပြုတာကို adjective နာမဝိသေသနာလို့ခေါ်တယ်ဥပမာတို့တွေ noun ပေါ့เนาะကဲမိန်းကလေးကြည်ရကဲမိန်းကလေးကတော့ noun ပေါ့เนาะအဲ့ဒီ noun ကမိန်းကလေးပဲတို့ကသိတာအဲ့မှာ beautiful girl ဆိုရင်လှပသောမိန်းကလေး noun ကို adjective ကနေအထူးပြုတာအဲကြောင့်မလို့ noun adjective ဆိုတာ noun adjective ဆိုတာ noun ကိုအထူးပြုတာကိုပြောပါတယ်ရှင်အဲ့ adjective မှာ၃မျိုးခွဲတယ်ဗာလဲဆိုရင် qualitative adjective ခုံရည်ပြနာမဝိသေသနာ quantitative adjective အရေးအတွက်ပြနာမဝိသေသနာdemonstrative adjective ညွှန်ပြနာမဝိသေသနာဆို၃မျိုးခွဲတယ်အမှန်မှာ qualitative adjective ခုံရည်ပြနာမဝိသေသနာမှာဘာလဲ clever stupid tall short clever လိမ္မာတော့တော်တော့ stupid မိုင်းမဲတော့ tall အရက်ရှိတော့ short ပူတော့အရက်ပူတော့အဲ့လိုမျိုးပေါ့နော်ခုံရည်တွေကိုပြတာကိုတို့က qualitative adjective ဆိုပြီးတော့ပြောပါတယ် quantitative adjective အရေးအတွက်ပြရပါလဲဆိုရင်1 2 3 sun any much money etc ပေါ့နော်အဲ့လိုမျိုးတွေကိုပြရပါတယ်demonstrative adjective ညွှန်ပြနာမဝိသေသနာကဘာလဲဆို this that these those တွေပေါ့နော်အဲ့လိုမျိုးpronoun မှာလည်း this that these those ပါတယ်လေဒီ adjective မှာရောဘာလို့ပါတာလဲဆိုရင်တို့ကအဲ့လိုမျိုးဒါက adjective လားဒါက pronoun လားဆိုတော့ခွဲလို့ရပါတယ်ပေါ့နော်အဲ့ this that တွေရဲ့နောက်မှာ noun လိုက်တယ်ဆိုရင်ဒီ this that က adjective ဖြစ်ပါတယ်ပေါ့နော် this pencil is yours ဒီခဲတံကမင်းရဲ့ဟာအဲ့ဒါဆိုရင်ဒီ this ရဲ့နောက်မှာ pencil noun ဆိုတဲ့ဟာလိုက်လို့ဒါဒီ this က adjective ဖြစ်ပါတယ် pronoun မဖြစ်ပါဘူးနောက်တစ်ခုက that's ရဲ့ကဲထိုရာကမိန်းကလေးတစ်ယောက်ဖြစ်တယ် that's သူ့နောက်မှာဘာပါလဲ noun မပါတဲ့အတွက်ကြောင့်မလို့ဒါကဘာလဲ pronoun ဖြစ်ပါတယ်အဲ့လိုမျိုးခွဲလို့ရပါတယ်เนาะအဲ့မှာမတို့က degree ကိုadjective ကို degree 3ခုအဆင့်3ခုခွဲတယ်ပေါ့နော်။ဘာလဲဆိုရင်တာမန်အဆင့်တာလုံးအဆင့်တာလုံးဆုံးအဆင့်ဆိုပြီးတော့3မျိုးခွဲတယ်။အဲ့ဒါဘာလဲဆိုတာမန်အဆင့်ဆိုအရက်ရှည်တော့ဒီရတော့အရက်ရှည်တော့တာလုံးအဆင့်ဆိုဒီရထော်လာပိုရရက်ရှည်တော့တာလုံးဆုံးအဆင့်မှာဆိုရင် tallest အရက်ရှည်အရှည်ဆုံးဆိုပြီးတော့အဲ့လိုမျိုးကြီးခွဲတယ်ပေါ့နော်။ D1 D2 D3 ဆိုပြီးတော့3မျိုးခွဲတယ် possessive degree comparative degree superlative degree ဆိုပြီးတော့3မျိုးခွဲပါတယ်ရှင့်ဒါကတော့ adjective အကြောင်းပါကျေးဇူးတင်ပါတယ်